ငါးနှစ်တန်တန်းရှိတဲ့အိမ်တော်ရဲ့စာချုပ်ကတန်တန်းကုန်ဆုံးသွားပြီ။ရန်သိန်း90ကိုအမြန်ဆုံးရှင်းပြီးတော့ငါရွာပြန်ပြီးအေးသေးနာယူတော့မယ်။ဒီ A4 စက်ကူကအရန်ပါလို့နဲ့သိန်း90တန်မိုးကဒီလိုစာရွက်နဲ့မလိုက်ဖက်ဘူး။80 grand ရှိတဲ့ဒေါ်လင်စက်ကူနဲ့ပြန်ရိုက်ခဲ့။အမကြီးကကွာရှင်းတာနဲ့စက်ကူလေးစိန်နဲ့ဘာဆိုင်လို့လဲဗျ။မင်းပတ်စံမပေးခြင်းလို့လှည့်သားနေတာမလား။မင်းကဘာကြီးလို့လဲ။ပတ်စံယူပြီးထွက်သွားခြင်းငါစီကန်းတိုင်းမဲ့လို့မဟုတ်ရင်ဒီသိန်း90ရဲ့နောက်ဆုံးလက်ကျန်ငွေကိုတော့မင်းလည်းလုံးဝရမှာမဟုတ်ဘူး။မင်းတကယ်ပဲဂရီးဖြတ်တယ်ပေါ့လေ။ငါဒီ9နှစ်လုံးမင်းနဲ့မင်းသမီးတို့ကျွဲလုံနာလို့လုပ်ကြည့်ခဲ့။ဒီတန်း90ကငါရဲ့သွေးနဲ့ချွေးနေတာပဲ။ချွေးနေတာဟာလား။အဲတုန်းကတန်း90မြင်တာနဲ့ဘယ်သူကသူများထက်ဦးအောင်လုပ်ဝေနေခဲ့တာလေ။အလျှောက်ရောက်နေနဲ့လုံခဲ့တဲ့6နှစ်ကငါမူဗီတတိလက်သွားတော့အမြင်မသိတဲ့မိန်းမတယောက်ရဲ့ဖျက်ဆီးခြင်းကိုခန်းလိုက်ရတဲ့ကချစ်ကိုယုံကြည်မရှိတော့ဘူး။ပတ်စံတကယ်လိုနေလို့သာပေါ့မဟုတ်ရင်ဘယ်တည်းကမင်းရဲ့လင်တူဖြစ်အနည်းလုံးတရုပ်ဆောင်ပေးမှလေ။မိန်းမရန်ကဟာလားအဲ့ဒါမင်းရဲ့စိတ်မထိန်နိုင်မှုကြောင့်ဖြစ်ရတာ။နောက်ဆုံးကြံတဲ့ငွေကိုလိုချင်စက်ကူသွားဝယ်မဟုတ်ရင်ဘာမှဆက်ပြောမနေဝင်မယ်ခုပဲသွားဝယ်မမတီတာခဏဆောင်ရပါအောင်ငါတစ်မျိုးလုံးမှာ၄လုံးစက်ကူကိုဝယ်လာပေးဖို့အာမခံပါလေ။ဘုံမင်းစိတ်ရှည်ရမယ်ဒီလောက်ပြီးရင်ရွာပြန်ပြီးတရားလုံးရ9ကနေကိုကန်ထရိုက်ယူနိုင်ပြီ။တန်း90အတွက်ငါအောင်ကြီးရမယ်။ပမမနဲ့ကွာရှင်းတော့မလို့လား။ပရဲ့အသေးကျော်သမီးလေးကိုမလိုချင်တော့ဘူးလား။ညတို့လေးဒရမာတွေလာခင်းမနေနဲ့ဘာမှလည်းမပတ်သက်ဘူး။လွန်ခဲ့တဲ့9နှစ်ကမင်းကိုမင်းမမကမိမမဲ့ခင်ရာကနေမွေးစားခဲ့တာငါ့ကိုကြတော့အလုပ်သမားစီးကွက်ခိုင်းကနေပတ်စံငါပြီးငါခဲ့တာငါတို့ကြားမှာတန်းနေတဲ့စီးပွားရေးအကျိုးတူပူပေါင်းဆောင်ရတဲ့ဆက်ဆံရေးပဲရှိတာသွေးသားတော်ဆက်မှုအမွေးတပင်မှတော့မရှိဘူးငါ့ကိုတန်တရားတွေလူချင်းဝမှုတွေနဲ့လာပြီးမချုပ်ခိုင်းနဲ့ငါရဲ့တန်း90ရမယ့်လမ်းကိုမပိတ်မနဲ့ငါဆက်ဖို့သွားဝယ်ပြီးညနိုးလေးမင်းပပကိုတေချာဆောင်ကြည့်တာနော်လုံးဝအထွက်မခံနဲ့ဒီကိစ္စတွေအောင်မြင်သွားရင်အဲပန်အကန့်တက်ထုတ်ကပြားတွေအားလုံးမဝယ်ပေးမယ်တာဝန်ကိုအောင်မြင်အောင်ထမ်းဆောင်ပါမယ်ဆိုင်းချင်းကြီးတစ်မျိုးလုံးမှာအလေးသုံးနဲ့အကောင်းဆုံးဖြစ်တဲ့80ခေါ်တာဒေါ်လင်ဆက်ကူပေးပါတန်း90တန်ဝါရှင်းပြစီသဘောတူစာချုပ်ရိုက်မလို့ပါထုံရုံငန်းပြောင်းတော့ခါမမတီတာတစ်မျိုးလုံးမှာအဖို့တန်သုံးနဲ့အလေးသုံးဖြစ်တဲ့80ခေါ်တာဒေါ်လင်ဆက်ကူပဲငါရဲ့ဇရိုက်လိုပဲတီဂျီလေးနဲ့မှုအပြည့်ပဲမြင်လက်မှတ်ထိုးပြီးပတ်သက်ရှင်းပြီးတော့ဆက်ကူကကောင်းပါတယ်ဒါပေမဲ့ဒီနေ့လက်မှတ်ဖို့ထိုးပေးနိုင်သေးဘူးအခုဘာဖြစ်ပြန်လာလဲစက်ကူလည်းပြီးပြီစားလည်းရိုက်ပြီးပြီမင်းငါ့ကိုမခွဲနိုင်လို့ဖြစ်နေတာလားမခွဲနိုင်ရင်တော့ပတ်စံထပ်တိုးရမှာပဲနော်ဒီနေ့ကဗုဒ္ဓဦးကျိုနောက်ပြန်သွားနေတယ်အင်္ဂါကျိုနဲ့ကြာတာဘေးကျိုကလည်းအတိုက်ခံဖြစ်နေတယ်အရင်နမိတ်မကောင်းဘူးစားချုပ်ချုပ်ဖို့မသိတော့ဘူးအထူးသဖြင့်မင်းရဲ့ဒီတန်း90တန်ဝါရှင်းစာအုပ်ကိုလုံးဝလက်မှတ်မထိုးနိုင်ဘူးဘာကျိုနောက်ပြန်နေဟလားဘီလီယံနာချမ်းသာတဲ့မျိုးသမီးကငါ့ကိုလာပြီးနှက်ခတ်ပြီးတဲ့အကြောင်းဒါပြောနေပါလားအဲ့ဒါဘာဖြစ်လဲငါပတ်စံငါပဲဆုံးဖြတ်မယ်ထွက်သွားတယ်ထုံထုံစိတ်ထဲကနေဘာကျိုနောက်ပြန်လာလဲငါရဲ့9နှစ်တာလူပြိုရွယ်အချိန်တွေကိုလက်ကားအမြတ်ထုတ်ချင်နေတာသိတာလေအောင်ရင်ထားတဲ့350နဲ့ရှင်ဗုဒ္ဓဦးကျိုကပါမလို့လေမက်ခင်လက်ကစီကြီးတစ်ခုလုံးနောက်ပြန်သွားရင်တော့ငါစောင့်မယ်နှက်ပြန်ဒီကောင်းနဲ့ရက်ကြမှာသာငါပြန်လာခဲ့မယ်မမတီတာကျိုနောက်ပြန်တဲ့ကိစ္စလည်းပြီးသွားပြီစာချုပ်10တောင်လုံးကလည်းနိုင်ငံခြားဖြစ်80ကိုဒေါ်လင်စက်ကူတွေကြီးပဲမိကြိုက်တဲ့တစ်ဆောင်ကိုရေးပြီးလက်မှတ်ထိုးလိုက်ပါစက်လုံးလေးကိုလည်းမင်းရိုက်ထားတာစက်ကူလည်းမင်းဝယ်ထားတာကလောင်တန်နဲ့မင်းပြင်ဆင်ထားတယ်ပေါ့ဟလားဟုတ်တာပေါ့ယူဆိုင်တတ်တယ်မလားအမြန်ထိုးစမ်းကွာရှင်းတာကလူမျိုးရဲ့ကိစ္စပါစာချုပ်ကိုအတူတူမူကြမ်းရေးဆွဲပြီးတစ်ချက်ချင်းစီဆွဲနေရမယ်မင်းကတစ်ဖက်သက်အတင်းကျပ်လက်မှတ်ထိုးခိုင်းနေတာငါ့ကိုမေးုံမတင်လုံးနဲ့မကောက်ဘူးငါတို့ရဲ့ဒီ9နှစ်တာတက်တန်းကိုပါစော်ကားတာပဲဒီနေ့ကစားပြီးညာတိုင်းတနားရီချိန်ပေးငါတို့ကွာချင်းစာချုပ်ရဲ့စီးချက်တွေကိုအတူတူဆွေးနွေးကြမယ်တမနစ်ရောရင်တော့လက်မှတ်မထိုးဘာဗျအထူးတလဲဆွေးနွေးရမယ်ဟုတ်လားငါတို့နှစ်ယောက်ကြားမှာအဲ့ဒီတန်90အပြင်ဘာဆွေးနွေးတဲ့အကြံလေးလို့လေအော်မဆွေးနွေးခြင်းဘူးပေါ့အဲ့ဆိုဒီတန်90ရဲ့နောက်ဆုံးလက်ကျန်ဝေကဆွေးနွေးပါမယ်မဖြစ်မနေလေးလေးနက်နက်ဆွေးနွေးရမှာပေါ့မမတီတာပြောပါအောင်ဒီညငါတို့ပဲစာမျက်နှာကိုရင်ဆွေးနွေးကြမလဲပထမချက်အနေနဲ့ပိုင်ဆိုင်မှုကိုလွှဲခြင်းမြို့လေကောင်ကအတိုက်ခိုင်းကြီး3ခန်းနဲ့စူပါကား5စီးကအိမ်တော်တန်းတန်တွင်တိုးဝလာတဲ့ပိုင်ဆိုင်မှုတွေဖြစ်ပြီးမင်းတဝက်ရွေးယူနိုင်တယ်တော်တန်းငါအဝတ်တစ်ထည်ကိုတစ်ခုနဲ့ပဲထွက်သွားမယ်မင်းပိုင်ဆိုင်မှုတပြားတစ်ချက်မှမလိုချင်ဘူးငါရဲ့350ပဲလိုချင်တယ်ဒါကတရားဝင်ရပိုင်ဝင်မယ်မင်းမျိုးရဲ့စာချုပ်ကရှေ့သွားလို့မရဘူးဒုတိယချက်ညနိုးလေးရဲ့ငွေသားဝင်ကငါ့စီမှာရှိတယ်ဒါပေမဲ့ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်မင်းတစ်ပတ်ကိုအနည်းဆုံး3ရက်လာကြည့်ရမယ်ရုံးပိတ်ရက်ဒီမှာလည်း1ရက်လုံးတူရှိပေးရမယ်တစ်ပတ်မှာ9ရက်ရှိတာကို3ရက်လုံးဒီမှာအချိန်ပြောရမယ်ဟဟလားဒါဆိုငါရွာပြန်ပြီးငါးဆန်ဘယ်လိုလုပ်သွားလို့ရတော့မှာလဲမင်းငါ့ကိုတန်ခေါ်နဲ့မင်းအိမ်မှာပဲတခါတည်းတွဲကလေးစော်ပေးလိုက်တော့လေတတိယတစ်ချက်ကွာရှင်းပြီးရင်အင်္ဂါကြောင်ကိုဘယ်သူစာကျွေးမလဲဆိုတာကြောင်ဘယ်ကကြောင်လဲ9နှစ်ရှိပြီဒီအိမ်မှာကြောင်မွေးတပင်မှတော့မမြင်ဘူးမသိတာမင်းပတ်စံမရှင်းပေးရင်လို့မရှိတဲ့တက်ရှိတက်တော်ဝါတွေကိုပါရှောက်လောက်ကြနေရမလားကြောင်နောက်မှဆွေးနွေးမယ်မင်းကဆက်ဆံရေးကိုဒီလောက်အမြတ်ပြတ်ချင်နေမှာတော့ငါ့ရဲ့ကိုယ်ပိုင်စပိုးမှုဖြစ်9နှစ်လုံးလုပ်ခဲ့တဲ့အတွက်ဒီစီပွားရေးဆိုင်ရာလှုပ်ဝက်ချက်ထိန်းသိမ်းရေးစာချုပ်ကိုအရင်လက်မှတ်ထိုးလိုက်ကွာရှင်းပြီးရင်ခင်းကျင်သည်ကြောက်ကြောလောက်စားခွင့်တစ်လုံးပိတ်ပင်ရမယ်ဟဟလားဒါကမင်းရဲ့အဓိကလှုပ်ဝက်ချက်ဟလားပြီးတော့လူမှုဝင်ပေါ်မှာဘယ်စားတော့တပ်ပေါ်မှာမတင်ရဘူးတင်ရင်ကောင်းပိတ်ခံရမယ်ရွာပပက်လေကကီလိုမီတာ900အတွင်းငါကလွဲလို့တခြားဘယ်မိမကိုမှချက်မကျွေးရဘူးရွာကဝမ်းမကြီးကိုတော့မရဘူးတဲ့တန်ညွန့်ကရွာဘီလီယံ30တောင်လားမသိတာမင်းပန်ကိုဓမြတိုက်နေတာလားတန်ညွန့်များတဲ့ထင်မင်းလက်မှတ်မထိုးဘဲနေနိုင်ပါလေဒါပေမဲ့အဲ့ဒီတန်ကားတဲ့ကတော့မင်းရဲ့အဲ့ဒီတောမျိုးကအိမ်ဟောင်းလေးကအရန်နီးနေရင်တော့ငါစကားကိုနားထောင်ပြီးငြိမ်လေးနေပြီးငါ့ကိုတစ်သက်လုံးစပူမှုလုပ်ပေးတာကပိုကောင်းနေမယ်ကီလိုမီတာ900ဟလားဟာမသိတာမင်းရဲ့ရွာဘီလီယံ30တောင်စာချုပ်ကြီးကျိုးပဲသွားပြီငါပြန်မဲ့ရွာကမင်းရဲ့ဒီကုမ္ပဏီနဲ့ကီလိုမီတာ900ကွာမှရှိတာငါရွာကဝမ်းမကြီးကိုချက်ကျွေးရင်တော့မင်းငါ့ကိုလာပတ်သက်လို့မရဘူးဒီစာချုပ်ကိုငါဒီနေ့လက်မှတ်ထိုးလိုက်ပြီလက်မှတ်ထိုးပြီးပတ်စံပြီးတော့ဟလာဒါဆိုရင်တကယ်ပဲတိုက်ဆိုင်သွားပြီပါတိုက်ဆိုင်တာလဲမသိတာမင်းဒီမှာလာပြီးလူကိုမလဲသားနဲ့ဒါရဲ့ပေါ်မှာအမင်းအောင်စလုံးနဲ့ငါရေးထိုးပြီးပြီ9ကီလိုမီတာပဲမင်းဒီနေ့နမင်းကြီးကိုပင့်ရင်တော့ငါ့ကိုတန်90အမြန်ပြန်လွှဲပေးရမင်းငါခုနကတိုက်ဆိုင်တယ်လို့ပြောလိုက်တာကမင်းကပထဝီမကျွမ်းကျင်အောင်နေမှာကောက်ဘူးရွာထဲမှာဘာကြီးဖြစ်နေရတော့လဲမင်းမသိဘူးပြီးခဲ့တဲ့လကငါတို့အုပ်စုကကြီးလက်တွေဒါဖွ
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရာမင်းတို့ကုန်းတာရွာပါဝင်9ကန်ဒီကိုအကုန်လုံးကတ်ဖတ်ယူပြီးရွှေ့ပြောင်းလိုက်တယ်စီမံကိန်းအရာမင်းတို့ရွာသေးရတဲ့နေရာမြို့လက်ကောင်ဘက်ကို1.5 ကီလိုမီတာတိကျလာတိုးရလာပြီအခုမင်းတို့ရဲ့ရွာက499.5 ကီလိုမီတာပဲဝေးတော့တယ်မင်းသာရွာတစ်ထဲကိုခြေတက်လန်းလန်းလိုက်တာနဲ့ဘီလီယံ30နဲ့တန်ကြီးစာချုပ်ကချက်ချင်းအာနာဒီမြဲမှာဖြစ်တယ်ဂုံယူပါတယ်ထုံးတော့မှတ်တည်တာမင်းငါ့ကိုထောင်ချောက်စင်မို့တရွာလုံးကိုပါအကုန်ရွှေ့ပလိုက်တာလားမင်းလူကောင်းဟုတ်ရဲ့လားငါရောင်းမပြန်တော့ဘူးဒီစာချုပ်ကိုစုပ်ဖျက်ပြလိုက်မယ်ကမ်းဝဲမှုပဲချတယ်စာချုပ်ကအာနာဒီကွာပြီစာချုပ်ကစာချုပ်ပဲသူကညလာတော့ချက်တော့မြန်နိုးလေးကမင်းချက်တဲ့ချိုးချင်းနိုင်ရိုးကျော်ကိုစားကျင်လို့တယ်499.5 ကီလိုမီတာကောက်ကျတဲ့အရင်ရှင်မိမကြီးငါရဲ့တန်းကားလေးကိုဖြတ်ဖို့အတွက်တရွာလုံးကိုပါရွှေ့ပစ်တယ်ပေါ့ငါဒီနိုင်ရိုးကျော်ထဲမှာမင်းအတွက်ရှာလကာကြီးတပလင်းလုံးအကုန်လောင်းထည့်ပြီးချင်းဆုံးနေအောင်လုပ်ပြမယ်ဘယ်သူလဲပြဘာကိစ္စလဲမင်းကထုံးထုံးထင်တယ်ဓာတ်ကိုရင်ချလိုက်ပါအောင်တရားဝင်မိတ်ဆက်ပေးရရင်ငါနဲ့မေကစော်မင်းမှာအတိအကျရဲ့တက်ကလို့ကစီနီယာဖြစ်ပြီး Wall Street ကနေခုနကတင်ပြန်လာတာထုံးထုံးစိတ်တဲ့ကစော်မင်းအော်အချစ်ဦးကြီးပေါ့လေဒလိုက်တဲ့ကလူကြီးပြန်လာပြီးကတင်ရှင်ကြီးပြငါရဲ့တန်းကားလေးနဲ့တပုံမှုဘွားကနေလွတ်မြောက်ခွင့်ရတော့မယ်နားလဲပါတယ်ငါရမ်းနားလဲတာပေါ့ကိုစော်မင်းကမင်းကလူကောင်းကြီးပါပဲစိတ်ချပါငါရဲ့လောက်ကန်ကျင်းဝင်အပြည့်ရှိတဲ့လူမျိုးနေ့ကြမှာစူးကြောင်းခလုတ်လုံးဝမလုပ်ပါဘူးငါအခုနေရဖဲပေးပါမယ်ဒါကအိမ်တော်စုတောင်းဝင်လွှဲပြောင်းခြင်းလမ်းညွှန်စာအုပ်1.0ပါရှင်ပါစော်မင်းစီနီယာမင်းကငါရဲ့လင်းယောက်ျားနဲ့ဖေဖေနေရာကိုဆက်မတော်မှာဆိုတော့ငါတို့တေချာလဲကြောင်းပေးရမယ်ဒီမှာကြည့်မင်းကဒါကမြန်နိုးလေးရဲ့စားတော့စီကန်းချက်တွေမုံနာဦးညီကိုကျေပုံတွေလေးစီပေးရမယ်ပန်းဝေါ်ပြည်သိန်းကိုတမင်ကြီးလိုပုံဖော်ပေးရမယ်မဟုတ်ရင်သူလုံးဝမစားဘူးပြီးတော့ဓာတ်မတဲတဲ့ပစ္စည်း38မျိုးစားရင်အရေးကြီးဆုံးကမြန်နိုးလေးအိပ်ပျော်ဖို့အတွက်အလုံးစုံဟောက်တန်ကိုတရုပ်ဆောင်ပြရမယ်အဲ့ဒါမှအိပ်ပျော်မှာမင်းဒါတွေကိုနေတိုင်းလုပ်နေရလားဖဒီဦးလေးကဘူးလဲရင်သမီးရဲ့ဘဘအသေးဖြစ်လာမယ်လူလားဟုတ်တယ်သမီးဒီဦးစော်မင်းကနောက်ပိုင်းသမီးအတွက်ကျေပုံတွေမူလာအောင်ညီတွေလုပ်ပေးမယ်လူပဲဝါဒါဆိုဘဘအသေးကသမီးကိုအိပ်ရဝင်ပုံမြင်ပြောပြရင်ကွန်ပျူတာပရိုဂရမ်နဲ့ချစ်စရာတိရစ္ဆာန်လေးတွေဆွဲပြနိုင်လားတကယ်ချင်းနေသမီးကိုနိုင်ကျင့်ရင်ဟောကာဝယ်ပေးနိုင်မလားထရေနီယာစက္ကန့်တူကြီးအားလုံးစင်တင်မဲမလားမင်းပတ်စံကိုငွေသားနဲ့ပေးမလားဒါမှမဟုတ်ဖုန်းနဲ့ကပဲလွှဲမလားငါခုပဲပစ္စည်းသိမ်းပြီးထွက်သွားတော့မယ်မင်းတို့ရဲ့ချစ်ဟောင်းကိုလုံးဝမနှောက်ယှက်ပါဘူးမင်းတို့ဘာလုပ်နေကြရလဲသတင်းပို့ပါတယ်အခမတီတာငါကိုစော်မင်းကိုအလုံးမဝင်တင်တန်းပေးနေတာပါသူငါနေရာကိုဆင်ပြေပြေတက်ခနိုင်အောင်လို့ပါမင်းရဲ့ပျော်ရွှင်မှုတွေအတွက်ငါရဲ့နောက်ဆုံးတာဝန်ကိုကျုံကထမ်းဆောင်နေတာပါမမဒီဦးလေးကအိမ်အောင်ဝင်ပုံမြင်အောင်သင်ချာမပြောပြတတ်ဘူးသူကအရန်ညံလို့နဲ့အရင်ဖေဖေနဲ့ပဲပြန်လဲပေးပါတော့မင်းတို့လေရှောက်မစောနဲ့သွန်းတို့မင်းငါနောက်ကစာကြီးကနေကိုလိုက်ခဲ့အပြင်ကအလုံးအလွဲပြောင်းစာအုပ်ကမင်းလုပ်ထားတယ်ပေါ့မင်းကဇော်မင်းကိုနေရာဖယ်ဖို့ဒီလောက်တောင်လော်ရီစီဖြစ်နေရတာလားဒါပေါ့ဥက္ကဋ္ဌမသိတာမင်းရဲ့အခြေဘူးပြန်လာပြီပဲငါလိုလူသားတို့ကဒီမှာရွမ်1000နန်းလျှက်စစ်မီဒီကြီးလို့ဆက်ပြီးလင်းနေရအောင်မလားအချစ်ဦးဟုတ်လားဘသူကမင်းကိုသူကငါရဲ့ချစ်ဦးလို့ပြောလေသူကနိုင်ငံသားမှာဒီဝါလီခံပြီးထွက်ပြေးလာတဲ့လူလိန်တယောက်ပဲငါကသူ့ကိုမျက်စိရဲ့ထဲမှာမို့လို့လားလူလိန်ဟုတ်လားဒါဆိုမင်းသူ့ကိုလုံခြုံရေးခေါ်ပြီးမောင်းထုတ်လိုက်လေငါ့ကိုဘာလို့ဆွဲထားတာအမြင်သိမ်းကားလေးရှင်းပြီးတော့ငါ့ကိုလမ်းခွဲကြဆိုမျက်နှာပြည့်ရတာရမ်းလုံးရှုပ်တယ်ဒါပေမဲ့မင်းလိုတရားဝင်လင်အောင်ကြားရှိနေတော့သူငါ့ကိုလာမနောက်ဆက်ရတော့ဘူးမင်းကအကောင်းဆုံးတိုင်းကအမကြီးကငါရင်ကချုပ်ထားတာကအိမ်တွင်းထိန်းနဲ့ယောက်ျားတူစာချုပ်ပဲလေအခုတော့တက်တော်ဆောင်မှာလောက်ခိုင်းနေတာလားဒါကအန်နီများတဲ့အလုပ်ပို့ပဲငါမလုပ်နိုင်ဘူးကီလိုမီတာ9နဲ့အကွာကတခြားရောက်မှသွားပြီး9ကန်လုံးလို့ရတာပဲငါဒီညမှာပစ္စည်းသိမ်းပြီးထွက်သွားမယ်ခါတုန်းကကမ်းတဲ့ချက်ကတီတာတို့အုပ်စုရုံးဝန်းကိုဖိုးပြုတ်ပြီးကီလိုမီတာ900အတွင်းဆိုတာမင်းမေ့သွားပြီလားမင်းသွားမယ့်ရွာကဒီကနေကီလိုမီတာ482ပဲဝေးတာမင်းဘယ်မှာသွားပြီး9ကန်လုံးမလို့လဲရွမ်သိန်း100စာချုပ်ကိုမြန်နိုးလေးဆက်ရှင်းနေပြတဲ့အထိတန်းတန်းတို့မယ်ရွမ်သိန်း100ဟလားဟုတ်ကဲ့မသိတာမင်းဘသူ့ကိုအလာပြီးထင်သေးနေတာလေရွမ်သိန်း100နဲ့9ရဲ့လူပြိုအချိန်တွေကိုဝယ်လို့ရမယ်ထင်နေလားပတ်စံမလာဘူးပေါ့ဒါဆိုသိန်း100ပတ်စံမလာဘူးပေါ့ဒါဆိုရင်တန်း100ဟုတ်ကဲ့မသိတာဒါကပတ်စံကိစ္စကြောင့်လုံးဝမဟုတ်ပါဘူးဒီလိုအရှက်မရှိတဲ့ဇော်မင်းကိုရေဆန်ရမှာကတကယ်ကိုခေါင်းစားရမယ့်အလုပ်ပြခေါင်းစားတယ်ဟလားတန်း300ငါပြောတဲ့ဒိတ်ပဲကဟုတ်ကဲ့မသိတာကိုလူလုံးမာတွေရဲ့ရန်ကနေကာဝေဖို့အတွက်ငါထုံးကအသက်ပဲတည်တည်အစင်းသင်းမှာပဲဒါပေမဲ့ငါမှအခြေအနေတစ်ခုရှိတယ်ငါ့ကိုတပတ်2ရက်ပိတ်ပေးရမယ်ရုံးပိတ်ရက်တွေမှာ3ဆစိတ်ပေးရမယ်ပြီးတော့ဟင်းသီးဟင်းရွက်ဝယ်ဖို့အတိအတန်ကတတိပေးရမယ်စီဘိုးကိုကွန်မီကကုန်ကြခံရမယ်ရတယ်